ဖလားတဲ့ကိုတွေ့သိခဲ့ပြီးတော့နားကြီးအောင်ခောက်တာ ရှစ်ဖို့ကောင်းကြဦးလေးဟာ ကဲအခုထိုင်းကထောက်ဖို့တွေတဖြည်းဖြည်းတဲ့ရက်နာကုန်တာအားလုံးအတိပဲဖြစ်တယ်အဲ့ဒီအချိန်မှာဈေးတွေမှာတနင်္ဂနွေနေ့ဆိုအနည်းဆုံးအလူကန်2ပွက်3ပွက်ဘိုးဘင်းရောက်ကပြောနေပြီအကျွေးဖလားတဲ့ကိုတွေ့သိခဲ့ပြီးတော့နားကြီးအောင်ခောက်တာတနေ့ဘလောက်ရလဲတလရှင်းနှမ်းဘလောက်လဲဘဒူးမှလည်းမစစ်ဘူးဘဒူးမှလည်းမသိဘူးပြည်သူတွေကလည်းထဲတာပဲအဲ့ဒါနဲ့ထိုင်းမှာအလူခံဝင့်မရဘူးဆိုတော့ပိတ်လိုက်လို့အောင်ပြေးတယ်ကျွန်တော်ပြေးရနော်ကျွန်တော်တို့ဘွယ်ထဲမှာပြေးမယ်ရှောင်မယ်ဆိုတဲ့လူတွေပါရှိတယ်ဒါကျွန်တော်လည်းခုနကပြောလို့ကျွန်တော်ခံနိုင်ရရှိတဲ့လောက်ကိုခံပြီးတော့လို့ကျွန်တော်ခံနိုင်မရှိရင်ကျွန်တော်နားလိုက်ပါပဲရှင်းရှင်းလေးပဲ